မနက်မိုးလင်းလို့ရေနဲ့မျက်နှာထိပြီဆိုတာနဲ့ဗုဒ္ဓံတရဏံကိစ္ဆာမိဘုရားကိုကိုးကွယ်ပါ၏ဓမ္မံတရဏံကိစ္ဆာမိတရားကိုကိုးကွယ်ပါ၏သံဃံတရဏံကိစ္ဆာမိသံဃာကိုကိုးကွယ်ပါ၏ဆိုပြီးတော့တရဏဂုံ၃ပါးကိုစောင့်တည်လိုက်ပါပြီးလို့ရှိရင်တော့ဟောဒီရေကလေးအေးမြသလိုပဲအေးချမ်းသလိုပဲဒီနဲ့မေကျမ်းမာချမ်းသာပါစေဘိုးဘွားညီကိုမောင်နှမတွေနဲ့တတဝါတွေအားလုံးကျမ်းမာချမ်းသာကြပါစေဆိုပြီးတော့မေတ္တာပို့လိုက်မယ်ပြီးပြီဆိုလို့ရှိရင်တော့ငါဤကိုယ်မှာရှိနေတာယွန်ရှားပွဲတွေကြီးပါတကားဆိုပြီးတော့အတုဝဘာဝနာပွားများလိုက်မယ်ပြီးပြီဆိုရင်ငါဟာမနေ့တုန်းကမတည်သေးတဲ့အတွက်ကြောင့်ဒီနေ့အသက်ရှင်နေရတာဖြစ်တယ်ငါသည်မုတ်ချတရားမည်ငါသည်မုတ်ချတရားမည်ဆိုပြီးမရဏနုတ္တိပွားများလိုက်မယ်ဒါဆိုလို့ရှိရင်မနက်မိုးလင်းတဲ့အခါမှာကုသိုလ်၄မျိုးနဲ့ဘဝကိုအစာပြုလိုက်တာဖြစ်ပါတယ်အားလုံးပဲကျမ်းမာချမ်းသာကြပါစေ